ရန်ကုန်ဆက်သွယ်မဖြတ်နဲ့လမ်းဖွင့်ပွဲလုပ်ဖို့လမ်းပိတ်လိုက်ရတာရန်ကုန်ပေါ့မြို့ထဲမှာခိုးကလေးတွေပြောင်းဆန်မှုမွေးကိုလူရက်နေရရန်သူရဲ့ရန်သူဟာမိတ်ဆွေဆိုတဲ့ဒသနာကိုသူတို့လေးတွေတွေးနေမလားပဲရုပ်ကြည့်ပြီးယုံလိုက်မိတာပါတဲ့အစကတည်းကမစရသေးတဲ့ရန်ကုန်ပေါ့တော်စောစောကတည်းကမှောင်ရီပြိုးပစ်လိုက်ဖို့စဉ်းစားနေရအစတစရရင်မိုးလင်းတဲ့အထိဆွဲမိတာပဲအမိုက်တစ်ခုတွေ့ရင်ဟိုဒီချခဲ့တာပဲ16လမ်းကထွက်လိုက်ရင်တင်ကြီးစင်းမှာတိုက်မိတာပဲတယောက်တစ်လက်ခွက်ချင်းတိုက်လိုက်ကြဟိုပွဲဒီပွဲတွေမှာတိတ်တိုးလေးတိုးလိုက်ကြဟိုရုပ်တန်ဒီရုပ်တန်မှာဟိုကဗျာဒီကဗျာတွေရွတ်ဟိုနေရာဒီနေရာမှာကွက်ပါလာတာပဲရန်ကုန်ဟာအတွဲကောင်းနေရင်တယ်လီဖုန်းမိတာပဲမိုးကောင်းနေရင်လေးပါတာပဲချိန်ထားပြီးရင်နည်းနည်းနောက်ကျပြီးမှရောက်လာတာလဲရန်ကုန်ပဲလမ်းတစ်ဖက်ကနေလက်တစ်ဖက်ပြနောက်မှဆုံကြတာပေါ့အော်ဟစ်နှုတ်ဆက်တဘွားစာလွဲတော့တာပဲကိုမိမကိုယုံလို့မရတာရန်ကုန်ပဲကို့အသက်ကိုမေ့မေ့ပြစ်တာရန်ကုန်ပဲရန်ကုန်ဟာအရွယ်တင်တဲ့လောက်သူကအရင်တွေ့တာပဲကြီးပြိုတန်တွေကိုကြိုပြီးကြားနေတာလဲရန်ကုန်ပဲတယောက်တလန်းဆိုပေမဲ့အခန်းထဲအတူနေနေရဇေကြီးပြီးစီးမရှိတဲ့မြို့ဟာရန်ကုန်ပဲဌာနပြီးစာတက်နေတဲ့မြို့ဟာရန်ကုန်ပဲကိုယ်အိမ်ကိုနေပြီးပျက်စီးလို့ရတဲ့မြို့ဟာရန်ကုန်ပဲထိကြံစိတ်ကိုမိပိတ်ထားရများသုံးတန့်စင်ကန်းနဲ့ဘရောက်ပန်းကြောက်ကလေးရနက်မပြေသေးတဲ့မြို့စင်ဖမ်းမယ်ကြားဖမ်းမယ်မုတ်ဆိုးလွမ်းနေတဲ့မြို့ထူးပြီးမဆန်းတော့တဲ့ဇက်ဝင်ကန်းတွေနဲ့ဝင်အထွက်ကျန်းတဲ့မြို့ပေါ့ရရွှင်ချင်းဆိုတာစနစ်ထက်အခန်းမှာလင်းနေတဲ့မီးအောင်လားမှောင်ကိုမေကွန်းထုတ်အိမ်ပြန်မှာဘွားကိုဆင်းမှုတ်ပြီးပြန်တလိုက်ရုံနဲ့ပြည့်စုံပြီးထင်ရတဲ့မြို့ပေါ့မိုးလင်းတာနဲ့ရန်ကုန်ပူရန်မနောရမန်ပလက်ကျွတ်နေတဲ့ဘွားကိုဟလို့သာထားရဘယ်သူမှအနားမရတဲ့မြို့ပေါ့စိုက်ပြီးသားအလံတွေနဲ့လေးနေတဲ့တောင်ကုန်းဟာရန်ကုန်ပဲပိတ်ပြီးသားပြင်းတွေရဲ့တိတိချင်းနဲ့ပြင်းနေတဲ့ရန်ကုန်ပဲပေါ့ကားချားနဲ့ပေါ့ဘာပြန်တန်းနေတဲ့ရန်ကုန်ပဲပါနတဲ့နေရာမှာသူမတူအောင်ပါနက်ပေမဲ့အထူပါကိုမူအားဖြင့်ယူထားတဲ့ရန်ကုန်ပဲရန်ကုန်ကိုအဆက်အသွယ်မဖြတ်နဲ့လွမ်းမှာအလန်းလေးတွေထားခဲ့မယ်ရန်ကုန်ကိုအဆက်အသွယ်မဖြတ်နဲ့